အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ sharing လုပ်သွားပြခြင်းတဲ့အကြောင်းလေးကတော့အမြဲတမ်းဒီသတင်းလေးကြီးပဲပြောရတာလဲခင်ဗျားတို့လည်းညီငွေ့နေတော့ပြီပေါ့နော်ဒါပေမဲ့မဖြစ်မနေမလို့လဲကျွန်တော်လည်းဒါညီကိုတို့သိအောင်လို့ sharing လုပ်ပြခြင်းပဲဖြစ်ပါတယ်ဒီတိတ်ရဲ့စိတ်ချရဆုံးဖြစ်တဲ့သတင်းတောက်ဖြစ်တဲ့David Austin ရဲ့အဆိုအရ Brian Mbubu က Manchester United အသင်းကိုရောက်ရှိဖို့အတွက်အတော်လေးကိုနှိစက်နေပြီလို့လည်းသိရပါတယ်။ Brian Mbubu ကလည်း Manchester United အသင်းကလွယ်လို့ပဲအသင်းမှာပြောင်းရွှေ့မှာမဟုတ်ဘူးလို့ Brentford အသင်းကိုအကြောင်းကြားထားပြီးလည်းဖြစ်တယ်ပေါ့နော်။ Manchester United အသင်းနဲ့ Brentford အသင်းနှစ်သင်းတို့ကြားကလည်းဒုတိယအကြိမ်မြောက်ကန်လန်းပြီးတော့ဒီအပြောင်းရွှေ့ခြင်းအတွက်ထဲဝင်ကိုညှိနှိုင်းနေပြီလို့သိရရပေါ့နော်ဒီတစ်ဖက်အတွင်းမှာဒီအပြောင်းရွှေ့ကိစ္စကဖြစ်ပေါ်လာမယ်လို့လည်းဖော်ပြထားရပေါ့နော်ဒီတစ်ဖက်အတွင်းမှာပြောချင်တဲ့အဓိပ္ပာယ်ဒီတစ်ဖက်အတွင်းမှာပေါ့Manchester United အသင်းကို Brian Mbubu ရောက်ရှိလာနိုင်တယ်ပေါ့ဗျာပြောချင်တဲ့အဓိပ္ပာယ်ကျွန်တော်အထင်တော့ဒီကစားသမားကManchester United အသင်းကိုပြောင်းရွှေ့ဖို့အတွက်သူ့ဘက်ကသူလှုပ်ဆောင်နေတယ်မြအကုန်လုံးသူအပိသက်လှုပ်ဆောင်ပြီးသွားပြီအဓိကManchester United အသင်းနဲ့ Brentford နှစ်သင်းကြားပဲညှိဖို့ပဲလိုတော့ပေါ့နော်အဲ့ဒါကြောင့်မလို့ညီကိုတို့ရောဒီ Brian Mbubu က Manchester United အသင်းကိုတကယ်ပဲရောက်ရှိလာနိုင်မယ်လို့ထင်လားဒါမှမဟုတ်သူ့ရဲ့ဆရာဟောင်းရှိတဲ့စပါအသင်းကိုပဲသူပြောင်းရှိသွားနိုင်မလားဒါမှမဟုတ် Manchester United အသင်းကိုပဲပြောင်းရွှေ့လာမလားဆိုတာညီကိုတို့ရဲ့အမြင်လေးကိုဒီဗီဒီယိုလေးရဲ့အောက်မှာဝင်ရောက်ကွန်မန့်ပေးခဲ့ကြပါအောင်ကျွန်တော် United Fan Area ဆိုတဲ့ Facebook YouTube TikTok မှာညီကိုတို့ဝင်ရောက်အားပေးကြပါအောင်ပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ